ထမင်းပဲစားပြနေရတာရိုးနေလို့ဒီနေ့တော့အမေချက်ပြီးတဲ့မော်လမြိုင်တပင်တိုင်းမော်ရင်ငါတီစားပါမယ်မော်ရင်ငါဘလို့စားလဲဆိုတော့လွယ်ပါတယ်မုတ်ဖက်တီထည့်တယ်ချက်သွန်ကြော်ထည့်တယ်ပြီးတော့ပဲကြော်ထည့်တယ်ငရုတ်တိမုတ်ထည့်တယ်အမှန်တကယ်တော့တပင်တိုင်းမော်ရင်ငါဆိုတော့လေဆက်ပြီးသားသူအရသာအဲ့ဒါကိုရှိပြီးတော့မှငရုတ်တိမုတ်လေးထည့်တယ်ထည့်ပြီးတော့မှအမဟင်းကြီးထည့်တယ်ထည့်ပြီးတော့ကျမတို့ကကြတော့နည်းနည်းဟင်းကြီးချက်ချောက်လေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးနဲ့ဖက်ပြီးစားတာပြီးတော့လက်နဲ့နဲ့စားတာပြီးတော့အိမ်မှာထမင်းလေးနည်းနည်းခုပြီးတော့စားတာပေါ့လေနောက်ဆုံးမှကျတော့ရင်းဆက်ပြက်လက်ပြီးတော့ကျမအများကြီးတော့မစားနိုင်ခဲ့ဘူးရှူရှဲဖြူပြဲပေါ့လေဒီလားအမရွက်တွေလည်းအစုံထည့်တယ်အဲ့လိုပေါ့မျက်နှာတော့အမကင်ရတော့မဆွဲရတော့မဆိုပြီးတော့မျက်နှာအဲ့လိုတော့ဖြစ်နေပါတယ်ပေါ့နော်ဆဆတော့လက်ဇွန်းနဲ့စားမယ်ပေါ့စတိုင်လေးနဲ့ပေါ့ဆိုပြီးတော့မှအဲ့လိုဇွန်းနဲ့စားမယ်လို့လုပ်ပြီးတော့မှကျုံးသွားပြီးတော့မှပြီးပြီးဟာမရတော့ငါတော့လုံးဝရိုးရမပြတ်လက်နဲ့စားမယ်ငါတို့ရဲ့မော်လမြိုင်စတိုင်မွန်စတိုင်လက်နဲ့စားမယ်ဆိုပြီးတော့လက်နဲ့အမသမင်းချမ်းတခဲထည့်ပြီးတော့နဲအားရပါရနေနဲ့မတီးရီကြမုတ်ဖက်ကလည်းရန်ကုန်ကမုတ်ဖက်မဟုတ်တော့ဒီလားကျမတို့နေကမုတ်ဖက်ကိုလက်ညမုတ်ဖက်အဲ့လိုမျိုးရေးစုမုတ်ဖက်လိုမျိုးမရတဲ့ခါကျတော့အိမ်မွန်ပြည်နယ်ဘက်မှာအဲ့လိုမျိုးတုံးတယ်ကွာ ready made မုတ်ဖက်6ထုတ်ရှိတယ်အဲ့ဒါလေးကိုပြုတ်ပြီးတော့စားတာအဲ့လိုအဲ့ဒီဟာကိုပြုတ်လိုက်လို့ရှိရင်သူ့ရဲ့မုတ်ဖက်ရရှိလေးနဲ့လေးဖြော့အေးတွဲလေးပေါ့နော်အလုံးကမော်လမြိုင်မုံငါဆိုလို့ရှိရင်မုတ်ဖက်ကအစားအဲ့လိုမော်လမြိုင်ဘက်ကမုတ်ဖက်နဲ့မှအရသာထိမိနေမှာကွာဒီကမုတ်ဖက်တွေနဲ့ဆိုဘလို့မှတွဲဆက်လို့မမီဘူးပေါ့နော်အဲ့လိုပေါ့နော်အဲ့တော့စားပါတယ်ဒီပကံအမောက်ကြီးကိုကျွန်မစားပါတယ်အဆုံးထိတော့စားတဲ့ဗီဒီယိုလေးကိုမတင်တော့ပါဘူးရိုက်ဘယ်လိုချက်တယ်ဆိုတာချက်နည်းလေးကိုတော့နောက်ဗီဒီယိုမှာဆက်ပြီးတော့တင်ပေးပါမယ်ရှင်ဆက်ပြီးတော့စားလိုက်ပါအောင်မယ်ဒီအပိုင်းထဲမှာရတီဦးတူနဲ့ကျွန်မပြောင်းနေပါတယ်အခုတော့ပြန်လာပါပြီအဲ့တော့သမီးစားချိန်မှာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလိုက်ပါအောင်ကျေးဇူးပြုတင်ပါတယ်တတနောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်